တကယ်ကျွန်တော်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ကျွန်တော်ဆိုင်ကနေနေ့တိုင်းစုလာတဲ့ရေဘူးနဲ့ဘီယာဘူးများကိုတွားရောင်းပေးသွားမှာဖြစ်ပါတယ်ဘယ်လောက်ရမလဲဆိုတာကိုတော့ကျွန်တော်နဲ့တူတွားပြီးကြည့်အောင်ဗျာပုံမှန်ဆိုရင်ကျွန်တော်တစ်လောက်ကို900ကနေဘတ်ငွေ1000ထိပုံမှန်ရတာပါဒါပေမဲ့ဒီတစ်ခေါက်ကတော့ဘယ်လောက်ရမလဲဆိုတာကိုတော့ကျွန်တော်နဲ့တူတွားပြီးကြည့်ရပါခင်ဗျာပထမဆုံးကျွန်တော်ရေဘူးနဲ့ဘီယာဘူးများကိုခွဲသွားမှာဖြစ်ပါတယ်ဘယ်လောက်ရမလဲဆိုတာကိုတော့ကျွန်တော်လည်းမသိပါဘူးဒါတွေကတော့ရေဘူးဖြစ်ပါတယ်ဒီရေဘူးတွေကတော့1ကီလိုကိုဘတ်ငွေ6ဘတ်ထိရောင်းလို့ရတယ်ပေါ့နော်ဒီလိုအချွေရေဘူးတွေကတော့1ကီလိုကိုဘတ်ငွေ60ထိရောင်းလို့ရတယ်ဒီအချွေရေဘူးတွေကိုကျွန်တော်စုပေါင်း5ကီလိုအထက်စီမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီနေ့ကျွန်တော်သွားပြီးရောင်းပြပေးရမှာဖြစ်ပါတယ်ဘဝကထင်တယ်လောက်မချုံးမတော့ဟိုဘဝကိုဒီစားရတဲ့အချိန်မှာဟိုဖြစ်တဲ့အတွက်ရေဘူးမှရလာတဲ့ပတ်စံလည်းကျွန်တော်အတွက်တောင်းရှိတယ်ပေါ့နော်ဒီကျွန်တော်တချို့လူကတော့ဒီရေဘူးကောက်ပြီးတော့မဆက်ဘူးလားကျွန်တော်မြင်တယ်ကျွန်တော်ကတော့ပြောရမယ်ဆိုတော့ဆက်ပါတယ်ဒါပေမဲ့ဟိုတမအာဇီဝကြတဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်ဟိုဆက်ပါတော့လည်းလုပ်ရပါတယ်လူတကာတွေတော်နေတိုင်းမှာလူတကာတွေမြင်နေတိုင်းမှာငါဘဝရောလေမောင်တို့ရအလင်းအောင်မှာဆွေးနေမှာပဲစညင်ရဲ့နာမည်နဲ့ဘဝလန်စညင်ရဲ့နာမည်နဲ့ဘဝလန်ဒီမှာလေပေါင်းတင်တော့လေခေါ်ချင်းပြင်မဲ့လေနာငယ်ဒီနေရာကတော့ကျွန်တော်နေတဲ့ဘန်ကောက်မြို့အလယ်တနေရာဖြစ်ပါတယ်ကျွန်တော်နေတဲ့နေရာကဘန်ကောက်မြို့အချက်အခြာကျတဲ့နေရာဖြစ်တဲ့အတွက်လူတွေအရန်ထူထပ်ပြီးအခြေခံလူတန်းစားအရန်ပေါ်တဲ့နေရာပါထိုင်ရောက်နေတဲ့မြန်မာနိုင်ငံသားများဒီနေရာကိုရောက်ဘူးနေဘူးသိလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်